စစ်ပွဲဆိုတာတိုက်ပွဲတွေနဲ့အနိုင်ရှုံးတွေအကြောင်းသာမဟုတ်ပါဘူးစစ်ပွဲမှာရှင်ကျန်ရတဲ့သူတွေအကြောင်းလည်းဖြစ်ပါတယ်1945မှာဂျပန်ဟာပျက်စီးဆုံးရှုံးမှုတွေများခဲ့ပါတယ်တန်ပေါင်းများစွာသောလူတွေဟာသူတို့ရဲ့အိုးအိမ်မိသားစုအနာဂတ်တွေကိုဆုံးရှုံးခဲ့ရပါတယ်ဒီထဲမှာအထီးကျန်ဆန်မှုနဲ့စာလောင်မွတ်သိမ့်မှုဝေဒနာတွေကိုခံစားခဲ့ရတဲ့မရေမတွက်နိုင်သောကလေးပေါင်းများစွာပါဝင်ပါတယ်ဒီနေ့မှာတော့ဝမ်းနည်းဖွယ်ရာကောင်းတဲ့သမိုင်းကြောင်းကိုထင်ဟပ်စေမယ့် Grave of the Firefly ဆိုတဲ့ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေအားလုံးပဲမင်္ဂလာပါခင်ဗျာ The Watcher Guide Channel ကနေကြိုဆိုလိုက်ပါတယ်1945စက်တင်ဘာ21ဒီနေ့ဟာကျွန်တော်တည်ခဲ့တဲ့နေ့ပဲဒီစကလုံးတွေဟာတိတ်မကြခင်မှာပြောပြမယ်ဆယ်ကျော်သက်လူငယ်လေးစီလာစီကကြားရတဲ့ပထမဆုံးစကလုံးဖြစ်ပါတယ်သူဟာစာလောင်မှုတွေနဲ့အမေလျော့ခံအဖြစ်ယထာဘူတာမှာအားနည်းစွာမေမျောနေခဲ့ပါတယ်သူ့ရဲ့စိတ်ခံစားချက်တွေကတော့ရေမောပျော်ရွှင်ခြင်းချစ်ချင်းမြတ်တာအိမ်မက်တွေနဲ့ပြည့်နေတဲ့သူ့ဘဝရဲ့အတိတ်ကာလစီကိုရောက်နေခဲ့ပါတယ်ဒါပေမဲ့စစ်ပွဲကြီးဟာအရာရာကိုပြောင်းလဲစေခဲ့ပါပြီဂျပန်နိုင်ငံရဲ့ကိုဘီမြို့မှာလေကြောင်းတိုက်ခိုက်မှုတတိပေးစော်ဟောတန်တွေမြည်နေခဲ့ပါတယ်အမေရိကန်စစ်လေယာဉ်တွေကောင်းကင်ဘဝကနေဘုံကျဲရတဲ့အမျှစီတာနဲ့သူ့ညီမလေးဆက်စုကိုဟာသူတို့ပိုင်ဆိုင်မှုအချို့ကိုဆွဲကင်ပြီးတော့လမ်းတစ်လျှောက်မှာပြေးနေခဲ့ပါတယ်မြို့ကြီးကတော့မီးလောင်နေခဲ့ပါတယ်အိမ်တွေကလည်းပြိုကျပြီးတော့မိသားစုတွေကလည်းတယောက်တစ်နေရာစီကွဲသွားကြပါတယ်သူတို့ဟာလုံခြုံတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့လူတိုင်းကမကောင်းကြပါဘူးမီးခိုးငွေတွေကင်းစင်သွားတဲ့အခါမှာမီးလောင်တန်ရာတွေနဲ့ပတ်တီးထက်ထက်စီးကြတဲ့သူတို့အမေကိုအစာအုပ်တစ်ခုမှတွေ့လိုက်ရပါတယ်သူမရဲ့ဒဏ်ရာတွေကများလွန်းတာကြောင့်အသက်ရှင်မှုခက်ခဲနေခဲ့ပါတယ်ရန်နှဲငယ်အကြာမှာတော့သူမတေဆုံးသွားခဲ့ပါတယ်စီတာအသက်4နှစ်သာရှိသေးတဲ့သူ့ညီမဆက်စုကိုဖြစ်ရမှန်အကုန်လုံးမပြောပြခဲ့ပါဘူးသူတို့အမေကဒဏ်ရာတွေကိုတတ်တာအောင်ကုသနေတယ်လို့သူ့ညီမကိုယုံကြည်စေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲနာကျင်စရာကောင်းတဲ့အဖြစ်မှန်တွေကပေါ်ပေါက်သွားခဲ့ပါတယ်သူတို့အိမ်ကဖျက်ဆီးခံလိုက်ရပြီးတော့သူတို့အဖေကလည်းရေတက်မှာတာဝန်ထမ်းဆောင်ဖို့အဝေးရောက်နေခဲ့တာမလို့သူတို့အတော်စီမှာခိုလုံဖို့ဖြစ်လာခဲ့ပါတယ်ပထမမှာတော့သူမဟာသူတို့နှစ်ယောက်ကိုကြိုးစိုးနေခဲ့ပါတယ်ဒါပေမဲ့စားစရာတွေရှားပါလာတာနဲ့အမျှသူမရဲ့ကျဉ်းနာမှုတွေပြတ်သုံးသွားခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ခိုလုံမှုအစားပြုခဲ့တဲ့နေရာလေးဟာနေချင်းစပွဲမရှိသောနေရာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူတို့အတော်ဟာစီတာကိုအလုံးမလုံးတဲ့အတွက်အထင်သေးညိုညင်နေခဲ့ပါတယ်သူမရဲ့ကိုယ်ပိုင်မိသားစုကိုဒါဦးစားပေးနေခဲ့ပြီးတော့သူတို့မောင်နှမနှစ်ယောက်ကိုတော့တဖြည်းဖြည်းနဲ့အစားအစာတွေမထောက်ပံ့တော့ပါဘူးသူမဟာသူတို့မောင်နှမနှစ်ယောက်ကိုအိမ်ရဲ့ဝင်ထုတ်ဝင်ပိုးအဖြစ်ပြုမှုဆက်ဆံခဲ့ပါတယ်တညမှာတော့ငင်းငုံမှုတစ်ခုအပြီးမှာစီတာကသူနဲ့ဆက်စုကိုနှစ်ယောက်ကိုဘာသာကိုရှင်းတန်းနိုင်အောင်နေမယ်ဆိုပြီးရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်သူတို့ထပ်သွားခဲ့ပြီးတော့တိတ်ဆိတ်ငြိမ်သက်သောရေကန်တစ်ခုနာမှာစွန့်ပစ်ထားတဲ့ဘုံဝတ်ခြင်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီဘုံဝတ်ခြင်းဟာမောင်မဲပြီးတော့ဘာမှမရှိပေမဲ့သူတို့အတွက်တော့လွတ်လပ်တဲ့နေရာတစ်နေရာပါပဲထိုခြင်းကိုအိမ်အဖြစ်ပြောင်းလဲခဲ့ပြီးတော့သူတို့ရေမောပျော်ရွှင်ခဲ့ကြတယ်စော်ကစားခဲ့ကြပါတယ်တညမှာတော့သူတို့ဟာပိုးဆုံးကျူးလေးတွေကိုဖမ်းပြီးတော့ပိုးဆုံးကျူးလေးတွေရဲ့မီးအောင်တေးသေးလေးတွေနဲ့ဘုံကိုချင်းလေးကိုလင်းစေခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်လေးမှာတော့စစ်ပွဲမရှိခဲ့သလိုပါပဲနှွေးထွေးမှုရေမောပျော်ရွှင်မှုကလေးဘဝရဲ့အံ့ဩနှိမ့်ချိုက်မှုတွေနဲ့ပြည့်နေခဲ့တာပေါ့ဒါပေမဲ့နောက်နေ့မနက်မှာတော့ပိုးဆုံးကျူးလေးတွေကတေသွားခဲ့ပါတယ်ဆယ်စုကိုဟာတေသွားတဲ့ပိုးဆုံးကျူးလေးတွေအတွက်ကျင်းသေးသေးလေးတူပြီးတော့မြုပ်နှံပေးခဲ့ပါတယ်သူမဟာစီတာဘက်ကိုလှည့်ပြီးတော့ပိုးဆုံးကျူးလေးတွေကဘာလို့အစောကြီးတရားရလဲလို့မေးနေခဲ့ပါတယ်တိတ်မကြခင်မှာပဲသူတို့ရဲ့စားစရာတွေပြက်လက်သွားခဲ့ပါတယ်စီတာဟာသူတို့မှာရှိတဲ့ပစ္စည်းလေးတွေနဲ့စံအောင်လဲလှယ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့လူတွေကညှင်းပယ်ခဲ့ပါတယ်စစ်ပွဲဟာလူတွေကိုအကျဉ်းတရားခေါင်းပါစေခဲ့ပါတယ်ဒါကြောင့်စီတာဟာစားစရာတွေကိုခိုးယူဖို့အကြောင်းဖန်လာခဲ့ပါတယ်ဒါပေမဲ့သူအဖမ်းခံလာရတဲ့အခါမှာတော့တနာညာတာမှုကင်းမဲ့စွာရိုက်နှက်ခြင်းခံခဲ့ရပါတယ်ဒီလိုနဲ့သူတို့ရဲ့ကျင်းကိုခွေရိုင်နေတဲ့ခြေရောက်တွေနဲ့ပြန်လာခဲ့ပေမဲ့အစာရည်စာပြက်လက်မှုကြောင့်တနေ့တခြားအားနေလာတဲ့ဆက်စုကိုဒါတွေ့ခဲ့ရပါတယ်တစ်ချိန်ကတောက်ပခဲ့သူမရဲ့မျက်ဝန်းတွေဟာအယောင်မွဲသွားခဲ့ပါပြီတင်းငယ်သူမရဲ့ခန္ဓာကိုယ်လေးရတယ်ချိနေလာခဲ့ပါပြီသူမဟာအစာအတွက်ငိုယိုပြီးတောင်းနေခဲ့ပေမဲ့စားစရာဘာမှမရှိတော့ပါဘူး
ဒီလိုနဲ့နောက်ဆုံးမှာတော့စစ်ကြီးကပြီးဆုံးသွားခဲ့ပါပြီဂျပန်တွေကလက်နက်ချအညံ့ခံခဲ့ပါတယ်ဒါပေမဲ့စီတာနဲ့ဆယ်ဆူကိုတို့နှစ်ယောက်အတွက်တော့စိတ်သက်သာကြမရခဲ့ပါဘူးအိမ်ပြန်လာမဲ့အဖေမရှိဘူးပျော်စရာကောင်းတဲ့ပြန်လည်ပေါင်းစည်းခြင်းတွေမရှိခဲ့ပါဘူးစီတာကသူ့အမေခြံခဲ့တဲ့နောက်ဆုံးလက်ကျန်ပတ်စံလေးနဲ့ဆန်ကြက်ဥဖျဲသီးစားတဲ့စားကြတွေကိုတောက်ဝယ်ခဲ့ပြီးတော့ဆယ်ဆူကိုစီအပြေးပြန်လာခဲ့ပါတယ်ဒါပေမဲ့သူရောက်တဲ့အခါမှာတော့ဆယ်ဆူကိုကအစားစားဖို့အားတောင်မရှိတော့ပါဘူးဆယ်ဆူကိုကသူမရဲ့လက်ထဲမှာချိုချင်းအမတ်နဲ့ကြောက်ခဲသလုံးကိုကင်ထားပြီးတော့သူ့ကိုပြုံးပြခဲ့ပါတယ်ထင်အောင်ထင်မှားဖြစ်ပြီးတော့ညင်သာစွာဘလုံးပထွေးရေရွတ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့သူမဟာအသက်မဲ့သွားခဲ့ပါပြီအခုတော့စီတာဟာတယောက်တည်းဖြစ်သွားပါပြီသူဟာသူ့ညီမရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်လေးကိုမိသကြိုခဲ့ပြီးတော့သူမရဲ့အယိုးပြာကိုသူမတစ်ချိန်ကကြိုက်ခဲ့တဲ့ချိုချင်မူးလေးတွေထည့်ထားခဲ့ပါတယ်ဘယ်မှသွားစရာမရှိတော့တဲ့စီတာဟာဆာလောင်ငတ်ပက်မှုဟာသူ့ရဲ့အသက်ကိုနှုတ်ယူမသွားခင်အထိမြို့ထဲမှာလဲပတ်သွားလာနေခဲ့ပါတယ်ဒီလိုနဲ့ပဲဇလန်းအစမှာပြခဲ့တဲ့အေးဆက်ပြီးတော့ဂီယူဆိုင်မဲ့သူမရှိတဲ့ယထာပူရာမှာပဲစီတာရဲ့ဘဝဇက်ကြောင်းဟာအဆုံးသတ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့စီတာနဲ့ဆက်ဆူကိုဝိညာဉ်ဟာပြန်ဆောင်သွားခဲ့ပြီးတော့တောင်ကုန်းပေါ်ကနေတိုးထက်ပြောင်းလဲနေတဲ့မြို့ကြီးကိုကြည့်နေရင်းမှာပဲဇလန်းလေးဟာအဆုံးသတ်သွားခဲ့ပါတယ်သူတို့ရဲ့ဝေဒနာတွေဟာခြုံငိမ့်သွားခဲ့ပါပြီ Grave of the Firefly ဟာရုပ်ရှင်ကားတကားလည်းမကပါဘူးအတွေ့အကြုံတစ်ခုလည်းဖြစ်ပါတယ်တခြားစစ်ပွဲရုပ်ရှင်တွေနဲ့မတူတာကဒီကားမှာတိုက်ပွဲသူရဲကောင်းဗီလိန်စအားတွေမပါဘဲနဲ့အပြစ်မဲ့ပြည်သူတွေရဲ့အသက်ဆုံးရှုံးမှုအမေတော်ခံဘဝရည်နဲ့စစ်ပွဲရဲ့အကျိုးဆက်ကိုဝမ်းနည်းဖွယ်ရာတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကားကနေသမိုင်းတစ်လျှောက်မှာစီတာနဲ့ဆက်ဆူကိုလိုမျိုးဆုံးရှုံးလိုက်ရတဲ့ဘဝတွေဘယ်လောက်တောင်များနေပြီလဲအစင်မပြေမှုတစ်ခုခုကြောင့်ကူကယ်ရမဲ့နေတဲ့ဆင်းရဲဒုက္ခရောက်နေသူတွေကိုဘယ်လောက်တောင်လိလူရှုနေမိပြီလဲဆိုတဲ့မိကုန်းတွေကိုအတွေးထဲမှာထင်ကျန်နေစေခဲ့ပါတယ်သင်ရောဘလို့ထင်ပါလဲ Grave of the Firefly ရုပ်ရှင်ကိုကြည့်ပြီးလားကြည့်ပြီးရင်ရောဘလို့ခံစားမှုမျိုးရခဲ့လဲ comment ထဲမှာပြောပြပေးသွားပါအောင်နော်အခုလိုရုပ်ရှင်ကားကောင်းလေးတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ The Watcher Guide Channel မှာအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ